ရွှေရောင်လင်းနှမ်းများဖြင့်တောက်ကနေတော်လေးတစ်လက်ကိုကျွန်ုပ်တွေ့လိုက်ရသည်စိတ်ဝင်စားမိသဖြင့်ထိုလေးကိုအောက်သို့ချပြီးကျိုးကိုဆွဲတင်ကြည့်လိုက်သည်ချက်ချင်းဆိုသလိုပင်လေထုသည်မြတစင်းအဖြစ်စူးစီးသွားသည်နောက်တစ်စက္ကန့်တွင်ရွှေနဂါးတစ်ကောင်ကောင်းကင်သို့ပြန်တက်သွားပြီးအဝေးရှိတောင်တစ်လုံးကိုအပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးလိုက်သည့်ကြီးမားသောတုန်ခါမှုလိုင်းကြောင့်မျိုးနွယ်စုတစ်ခုလုံးထိတ်လန့်သွားကြသည်မြင့်မြတ်တော်လေးကိုတစုံတစ်ယောက်ဆွဲတင်လိုက်ပြီးဖြစ်ကြောင်းသူတို့ချက်ချင်းသဘောပေါက်သွားကြသည်အချိန်မဆိုင်မဲ့သူတို့အခင်းဖြစ်ပွားရာနေရာသို့အမြန်ပြေးသွားကြသည်ထိုလေးသည်သူတို့၏ဘိုးဘေးဘီပင်တို့ခြံထားရခဲ့သည့်လေးဖြစ်ပြီးရာစုနှစ်ပေါင်းများစွာတွင်ညီသူများဆွဲတင်နိုင်ခြင်းမရှိခဲ့ပေလူကြီးပိုင်းများကထိုသူကိုမိတို့ပင်ဖြစ်စေရှာဖွေတွေ့ရှိအောင်လှုပ်ဆောင်ရန်အားလုံးကိုချက်ချင်းအမိန့်ပေးလိုက်သည်သူတို့ရှာနေသူမှာကျုံးဖြစ်နေလိမ့်မည်ဟုသူတို့အိမ်မက်ထဲတွင်ပင်ထင်မှတ်ထားမိမဟုတ်ပေကျွန်ုပ်သည်ရခင်ကစစ်တီတော်သူတော်စင်တဦးဖြစ်ခဲ့တော်လဲတရားကျင့်ကြံနေစဉ်ချောင်းမြောင်းတိုက်ခိုက်ခံရ၍အသက်ဆုံးရှုံးခဲ့ရသည့်ကောင်းကင်ဘုံကကျွန်ုပ်ကိုတနာညာလာ၍ဤကောင်းလေး၏ခန္ဓာကိုယ်ထဲတွင်ပြန်လည်မွေးဖွားလာခြင်းဖြစ်ပေမည်ကောင်းလေး၏ဦးလေးဖြစ်သူသည်မျိုးနွယ်စုကောင်းဆောင်နေရာကိုအချိန်ကြာမြင့်စွာတက်မှတ်နေခဲ့သည်သူကအားလုံးကိုသူ့စကားနားထောင်ရန်တောင်းဆိုတော်လဲအဖွားဖြစ်သူကတရားမျှတသောပြန်ပွဲဖြစ်တာနောက်မျိုးနွယ်စုကောင်းဆောင်ကိုရွေးချယ်ရမည်ဟုအခိုင်အမာဆိုသည်ပြန်ပွဲမှာရိုးရှင်းသည်ပြန်တန်းနေသောပကံပြားများကိုမျှဖြင့်အများဆုံးတစ်ခတ်နိုင်သူကအနိုင်ရမည်ဖြစ်သည်ကောင်းလေး၏မိခင်ကဥစွာဖြစ်ခတ်တော်လဲသူမ၏ကျွမ်းကျင်မှုမှာတာမန်တာဖြစ်သည်သူမပကံပြားတစ်ခုကိုသာထိမှန်သည့်ပရိသတ်များကချက်ချင်းပင်ရေမောလိုက်ကြသည်ကျွန်ုပ်သည်လေပြင်းလွန်းကြောင်းရည်ရွယ်ချက်ရှိရှိဖြင့်ကျဲလောင်စွာပြောလိုက်သည်မိခင်ဖြစ်သူသည်လေတိုက်ခတ်ရာရက်ကိုကျွန်ုပ်၏အရေးအမွေးပြသချက်မှတစ်ဆင့်ချက်ချင်းနားလည်သွားသည်သူမသည်သူမ၏ရက်တီချက်ကိုပြင်ဆင်ပြီးများများကိုထပ်မံပြစ်လွတ်လိုက်သည်ယခုတစ်ချိန်တွင်သူမပကံပြား9ခုကိုထိမှန်သောသဖြင့်ပရိသတ်တရက်လုံးအားတင်သွားကြသည်နောက်တဦးမှာဦးလေးဖြစ်သူ၏သားဖြစ်သည်သူသည်တစ်ပတ်အတွင်းပကံပြား6ခုကိုထိမှန်သည်သူသည်ပွဲကိုအနိုင်ရမည်ဟုအပြည့်အဝယုံကြည်နေသည်သူများများကိုထပ်မံပြစ်လွတ်သည့်အခါကျွန်ုပ်သည်လက်ချောင်းဖြင့်ညင်သာစွာခတ်လိုက်သဖြင့်များတို့၏လမ်းကြောင်းပြောင်းသွားသည်ယခုတစ်ချိန်တွင်သူပြစ်မှတ်တစ်ခုကိုမျှမထိတော့ပေအခြေအနေအလုံးချက်ချင်းပြောင်းပြန်ဖြစ်သွားသည်ဒုတိယပွဲစဉ်စတင်ခါနီးတွင်တပည့်လက်ဆွဲတော်ကသူမကိုရုတ်တရက်တစ္ဆာဖောက်ပြီးတိုင်ဘက်ဘက်သို့ပါသွားသည်ရွေးချယ်စရာလမ်းမရှိတော့သဖြင့်ကောင်းလေး၏မိခင်ကိုယ်တိုင်ပါဝင်ရတော့သည်တစ္ဆာဖောက်သူကအရင်ဆုံးတိုက်ခိုက်သည်အနှဲငယ်လှုပ်ရှားလိုက်ုံဖြင့်သူမကိုမြေပြင်ပေါ်သို့လဲကျသွားအောင်လုပ်လိုက်သည်ကောင်းလေး၏မိခင်ကအရှုံးမပေးဘဲဆက်လက်တိုက်ခိုက်တော်လဲသူ့ကိုရှင်နိုင်စွမ်းမရှိချေတစ္ဆာဖောက်သူသည်တနာညာလာမှုမရှိဘဲဆက်တိုက်ခိုက်နေသည်အားလုံးကပြီးဆုံးသွားပြီဟုထင်လိုက်ကြသည်တစ္ဆာဖောက်သူကနောက်ဆုံးအကြိမ်တိုက်ခိုက်တော်မူအချိန်တွင်ကျွန်ုပ်သည်သူမရှိသို့ရုတ်တရက်ပေါ်လာပြီးတိုက်ခိုက်မှုကိုအေးဆေးစွာဖြင့်တားဆီးလိုက်သည်ကျွန်ုပ်သည်သူ့ကိုတစ်ချက်ပင်မကြည့်လိုက်ပေတစ္ဆာဖောက်သူကထပ်မံတိုက်ခိုက်သည်ကျွန်ုပ်သည်လက်ချောင်းဖြင့်တစ်ချက်ညှို့လိုက်ယုံသာရှိသေးသည်နောက်တစ်စက္ကန့်တွင်သူလွတ်ဆင်သွားသည်အလှုပ်ရှားတစ်ခုလေးဖြစ်ပင်သူ့ကိုအနိုင်ယူလိုက်နိုင်သည့်အားလုံးအံ့အားသင့်သွားကြသည်